Hello everyone ဒီနေ့တော့ကျွန်တော်ကဘာပြောမလဲဆိုတော့ MSR question ကြောင်းပါ MSR တော့ကျွန်တော်တို့ကဘယ်အုပ်စုထဲမှာပါလဲဆိုတော့ present tense အုပ်စုထဲမှာပါတာပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီကောင်လေးဘယ်လိုပုံစံနဲ့လုပ်မလဲဆိုတော့ကျွန်တော်တို့ကပုံစံလေးတစ်ခုတော့ချထားပေးရပါမယ်ဘာလဲဆိုရင် subject verb object or complement ဒါ positive ပုံစံပါနောက်တစ်ခုကဘာပုံစံလဲဆိုရင် question ပုံစံ verb ဘုမဟုတ် verb to be ပေါ့ verb to be plus subject of plus subject object complement ပေါ့ဒီလိုပုံစံလေးတွေပေါ့ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ example အနေနဲ့တစ်ခုလုပ်ကြည့်ရအောင် positive set တဲ့ပေါ့ I'm a student ဟုတ်ပြီနော်ဒါ positive student နောက်တစ်ခုကသူ့ question လေးလုပ်ကြည့်ရအောင် I'm a studentခုန I am a student am I a student နောက်တစ်ကြောင်းစမ်းကြည့်ရအောင် he is your friend is he your friend question ပါ positive they are happy are they happy ဟုတ်ပြီနော်ဒါ verb to be အုပ်စုနဲ့ question လုပ်တဲ့ပုံစံနော်ဒါ very simple အရင်ရိုးရှင်းပါတယ်နောက်တစ်ခုပုံစံလေးတစ်ခုချင်းရအောင်I'm late I'm late ငါနောက်ကျနေသလား is your sister is she your sister is she your sister သူမကနေရဲ့ညီမလား are you okay နင်းစင်ပြေလားပြောကြည့်ပါပြန်ပြီးတော့စမ်းကြည့်ကြည့်ပါ okay မမေးရမှာဗာမမေးရဆိုတော့what do we နဲ့မေးရင် what do we နဲ့ဖြေပါ yes I'm yes he is yes they are what do we နဲ့မေးရင် short answer နော် what do we နဲ့နေရင် what do we နဲ့ပြန်ဖြေရမယ် no I'm not no he isn't okay ဒီနေ့တော့ဒီလောက်ပဲအားလုံးကိုကျေးဇူးတင်ပါတယ်